သတင်းတူတစ်ခုကြေညာမယ်ရုပ်ရှင်လောကမှာလည်းအရန်နာမည်ကြီးပြီးတော့အရန်လှတဲ့မင်းသမီးလေးကျွန်တော်တော့မမီဘူးပေါ့ဗျာမိတ်ဆက်ပေးမယ်သူ့ညာ TV ကြော်ညာတွေမှာလည်းအမြဲမြင်နေရတယ်မော်ရယ်လောကမှာလည်းသူကနာမည်ကြီးတယ်အချမ်းမီကလည်းသူအကယ်ဒမီရပါတယ်အဲ့ဒါကကျွန်တော်ညီမ